90ဝန်ကြီးဌာနသည်မတန်ဆွမ်းသူကိုမတန်ဆွမ်းမှုအမျိုးအစားနှင့်အစဉ်အလိုက်ရန်ပုံငွေမှတင့်လျော်သောအထောက်ပံ့ပေးနိုင်ရန်ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်စီစဉ်ဆောင်ရွက်ပေးနိုင်သည်91ရန်ပုံငွေအတွက်ဖြစ်စေမတန်ဆွမ်းသူနှင့်သက်ဆိုင်သည့်ပရဟိတအဖွဲ့အစည်းများနှင့်မတန်ဆွမ်းသူအသင်းအဖွဲ့များတို့ဖြစ်စေလူရန်ထောက်ပံ့သောပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့သည်တည်ဆဲဝင်ငွေခွန်ဥပဒေအရဝင်ငွေခွန်ကိုသတ်မှတ်ချက်များနှင့်အညီကင်းလွတ်ခွင့်သို့မဟုတ်သက်သာခွင့်ရှိသည်92ဤဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်ကာကြီးဝန်ကြီးဌာနသည်ဤဥပဒေများစည်းမျဉ်းနှင့်စည်းကမ်းများကိုပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်ခါခွေအမျိုးသားကော်မတီနှင့်ဝန်ကြီးဌာနတို့သည်အမိန့်ကြော်ညာစာအမိန့်ညွှန်ကြားချက်နှင့်လှုပ်ထုံးလုပ်နည်းများကို၎င်းဦးစီးဌာနသည်အမိန့်နှင့်ညွှန်ကြားချက်များကို၎င်းထုတ်ပြန်နိုင်သည်93မတန်ဆွမ်းသူများ၏အခွင့်အရေးများနှင့်ဆက်လျင်း၍ဤဥပဒေပြဋ္ဌာန်းချက်များနှင့်အညီသာလျှင်လိုက်နာဆောင်ရွက်ရမည်94 1958မတန်မဆွမ်းဖြစ်လာသူများအလုပ်ရရှိရေးအက်ဥပဒေ1958ခုနှစ်အက်ဥပဒေအမှတ်33ကိုဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်ပုံသိန်းစိန်နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်